စားဖူးတယ်တဲ့နည်းနည်းခါတယ်တဲ့ဒီချိုချင်းအကြောင်းအရသာကောင်းကောင်းလေးခံပြီးတော့စားကြည့်ဖူးထားလောက်တယ်ဒီရဲ့ချိုချင်းအကြောင်းကိုမတိသေးတဲ့လူမစားဘူးသေးတဲ့လူတွေကိုနည်းနည်းတော့ပြောပြချင်တယ်ဒါပေမဲ့ပြောပြမှာတော့ကြီးညာတာမဟုတ်ပြောပြမှာနော်ဒီကောင်ကချိုချင်းမို့လို့ချိုချင်းစားသလိုပဲစားလို့ရမှာနော်ကျွန်တော်တို့စေးတောက်သလိုမျိုးပါဇက်တွေကိုထည့်မယ်ထည့်ပြီးရေတောက်လိုက်တာမျိုးမရဘူးချိုချင်းစားသလိုစုပ်ပြီးစားရမယ်ဒီချိုချင်းရဲ့စိုးကျိုးရယ်လို့ပြီးတော့အစိုက်ဖက်ရယ်လို့ကမရှိဘူးကိုမာတောင်တအားဖြစ်နေလို့တောင်ရေနွေးပူပူလေးတောက်ပါသေးတယ်ဒါဘာအတွက်ကောင်းတယ်လဲဆိုတော့ကောင်းတာရေလို့မဟုတ်ဘူးဗျာဒီကောင်ကအစွမ်းထက်တယ်လို့ပြောအောင်ဒီလား sporting ကောင်းတယ်တူနဲ့တူရှင်းပြောရရင်အဆင်ပြေတယ်ဒီထက်အများကြီးတဲ့ကြီးကျွန်တော်မပြောတော့ဘူးပြီးနေတာရှိရင်တော့ကျွန်တော်ချက်ပေါက်မှာလာမေးပြီးကျွန်တော်ပြောပြရအောင်ဘာလို့လဲဆိုကျွန်တော်အကောင့်ထဲမှာလည်းsession တွေမပြည့်တဲ့လူတွေလည်းဖုန်းသုံးတဲ့လူတွေရှိမယ်ဆိုတော့ကလေးတငယ်တွေလည်းရှိမယ်ဗျာဆိုတော့သူတို့မြင်လည်းမကောင်းဆိုတော့ကျွန်တော်သိချင်တာလေးရှိရင်အသေးစိတ်ကို TikTok ချက်ပေါက်မှာလာမေးပေးပါဒီအများကြီးတင်ပါမယ် Flight Candy I'm from the south now, true three cup in my